ပုရုဇဉ်ဆိုတာကောင်းတာလည်းလုံးမိတာပဲမကောင်းတာလည်းလုံးမိတာပဲအဲ့တော့မကောင်းတာတွေလုံးမိပြီးလို့ရှိရင်လည်းတစ်သက်လုံးအရှုံးပေးရမှာလားဆိုတော့မဟုတ်ဘူးအဲ့ဒီကံတရားတွေကလွတ်မြောက်တဲ့နိလန်းတွေရှိတယ်ဆိုပါတော့အကုသိုလ်တစ်ခုလုံးထားမိပြီပြင်လို့မရတဲ့အကုသိုလ်ဆိုတာမရှိဘူးเนาะပြင်လို့မရတာအကုသိုလ်ဆိုတာမရှိဘူးဒေဝရကြီးကအမြင့်ဆုံးအကုသိုလ်ကံကိုကျူးလွန်တာဘုရားနဲ့ပတ်သက်တဲ့လောဟိတုပ္ပါဒကသံဃာနဲ့ပတ်သက်တဲ့သံဃဗေဒကလို့ဆိုဒီပြစ်မှုကြီးတွေတစ်ခုမကနှစ်ခုကျူးလွန်တယ်ဒေဝရနဲ့ပတ်သက်ပြီးမြတ်စွာဘုရားကဖြာတိတ်ပေးတယ်မပေးတယ်အာပါယီကိုနေရီကိုဒေဝတ္တတို့ဒေဝရကပင်ရောက်မှာပဲငေးကြမှာပဲငေးကြမှာပဲ definitely ပြောတယ်အတ္တိကိစ္စပြင်လို့မရတော့ဘူးလူစားလို့မရတော့ဘူးကပ္ပထောဒီကဘာလုံးငရဲမှာခံရမယ်လို့ဒီလိုပြောတယ်အဲ့ဒီပြောဆိုချက်နဲ့ပတ်သက်ပြီးတော့ယဟန်ချုပ်ကတန်တရားဖြစ်တယ်မြတ်စွာဘုရားကဘာလို့ဒီလိုရက်ကိုဒီလိုအတိအကျကြီးပြောနိုင်တာတော့လို့ဆိုမြတ်စွာဘုရား